nasi di mana apa itu kau mau sih lo lah apa လောက်ပြန်ပြီသူတို့နေရာတွေမှာစာဖတ်နေ ဟုတ်တယ် ဟာမင်းမလို့လေဒီမှာအဖေစာဖတ်နေလေ အဖေဖန်ကတော့လေသူတို့စာဖတ်နေမလား စံကားတို့တွေဦးစင်းနေကိုရင်နေလား သူတို့စာဖတ်နေမလားအဲ့ဒီပိတကတောင်းပေါ်အောင်ပါလေ ဟုတ်တယ်ပိတကဘောဘောအောင်လေးဆိုတာလေအဲ့ဒီပိတကဘောဘောက ဗျာ ဘာလေဘယ်နှဘာသာရှိလဲ ဘလို့ ဘယ်လောက်ရှိလဲဘယ်နှအုပ်ရှိလဲ စာအုပ်ဘယ်နှအုပ်ရှိလဲမဟုတ်လေကွာသားတို့ကအဲ့ဒါသားတို့ကပရိကသုံးပေါ်တော့လိုက်ပေးတယ်ဘလို့လေ ဖန်ကတော့တရားပါလေသူတို့ပိတကဘောဘောအောင်တယ်ဗါတယ်အဲ့ဒီဥစ္စာလေးဖေ ဩသားအဲ့ဒါစာထဲမှာပြန်ဖတ်ကြည့်ပေါ့ သူတို့စာထဲမှာနည်းနည်းပါပါတော့ဖတ်ကြည့်တယ် ဘယ်နှဘာသာရှိတယ် အဲ့လေ ဘယ်နှဘာသာဘယ်နှအုပ်အဲ့ဒါမလား ဟုတ်တယ် အဖေတော်မမပြောတတ်တော့ဘယ်နှအုပ်တော့မှလဲအုပ်ရအများကြီးပဲလေသားလဲ ပြမရ ဖေးဒီလောက် မဟုတ်ဟိုမှာအချင်းပြောကြည့်မယ်နော်ဒီကသုံးဖို့ဆိုတာသာတို့သိရမှာကမှားတာနော်ဝိနိပိဋကနော်ဝိနည်းပိဋကပေါ့နော်ပါဠိလိုနော်ဝိနိပိဋကတေနင်းကသုတ်တံပိဋက ဟုတ်တယ် မှတ်ထားလိုက်တာနော်နောက်ကြတော့သုတ်ကအဘိဓမ္မာပိဋကနော်ပိဋကသုံးဖို့ဆိုတာအဲ့ဒါပြောတာနော်ဒါမဲ့ဝိနည်းပိဋကကစာအုပ်ပဲနှုတ်လဲသုတ်တံပိဋကကစာအုပ်ပဲနှုတ်လဲဘိဓမ္မာပိဋကကစာအုပ်ပဲနှုတ်လဲအဲ့ဒါလဲသိရမှာပေါ့နော်အဲ့ဒါကြတော့တကယ်ဒီပိဋကသုံးဖို့ခြေတဲ့တန်ကားတို့ပဲသိမှာပေါ့အဖေကဘလူးတူသိမယ်လို့နော်ဒါပေမဲ့သာတို့လိလာမှာပေါ့ဘယ်နှအုပ်ရှိလဲသူများကိုကဗုဒ္ဓဘာသာလေသူများမေးကိုလည်းသိအောင်ပေါ့နော်ကျင်းပေါ့နော်ခုနဝိနည်းပိဋကတဘုံသုတ်တံပိဋကတဘုံပိဋကပိဋကတဘုံနော်ဝိနည်းပိဋကကစာအုပ်၅အုပ်ရှိတယ်နော်ပါရာစိကံပါဠိတော်တအုပ်ရဲ့ပါစိတ္တယပါဠိတော်တအုပ်ရဲ့မဟာဝါပါဠိတော်တအုပ်ရဲ့ဆူဝါပါဠိတော်တအုပ်ရဲ့ပရိဝါပါဠိတော်တအုပ်ရဲ့အဲ့ဒါဝိနည်းပိဋကကြတော့၅အုပ်ရှိတယ်နော်သာမဏေတော့ပြန်ပြီးတော့ဖတ်နော်နောက်ကြတော့သုတ်တံပိဋကကနိကေ900ရှိတယ်နိကေ900ကျင်းကဒီကနိကေမင်းစမန္တိကေသယုတနိကေအင်္ဂုတ္တရနိကေခောတ္တကနိကေအဲ့ဒီကနိကေတို့စာအုပ်ဘယ်နှအုပ်လဲအဲ့ဒါစစ်ပြန်ရောသူကအကျယ်ပြီဆိုရင်နော်ဒီကနိကေမှာစာအုပ်3ရှိတယ်ပဲမင်းစမန္တိကေမှာစာအုပ်3ရှိတယ်သယုတနိကေမှာစာအုပ်3ရှိတယ်အင်္ဂုတ္တရနိကေမှာစာအုပ်3ရှိမယ်နော်ခောတ္တကနိကေမှာတော့စာအုပ်17အုပ်လောက်ရှိတယ်သူကကျယ်ချဲ့နော်အဲ့ဒါသာတို့မမှတ်ထားနိုင်ဘူးပြန်ပြီးတော့မှတ်ထားရမယ်ကိုအုံတော့မမီအဲ့ဒါနော်နောက်ကြတော့ခုနကပါလဲသုတ်တံဘိဓမ္မာကျန်နေတယ်နော်ဘိဓမ္မာတပုတ်ကဘိဓမ္မာကမှတ်ထားနော်ဓမ္မတကဏီကျမ်းစာအုပ်တအုပ်ဝိပင်ကကျမ်းစာအုပ်တအုပ်ဓာတုကထာကျမ်းစာအုပ်တအုပ်ပုဂ္ဂလပညာကျမ်းစာအုပ်တအုပ်ကထာဝုတုကျမ်းစာအုပ်တအုပ်ယမိုက်ကျမ်းကြတော့စာအုပ်3အုပ်ရှိတယ်မဟာပဋ္ဌာန်းကျမ်းကြတော့စာအုပ်5အုပ်ရှိတယ်အဲ့ဒီအဘိဓမ္မာပိဋကကစာအုပ်ပဲဘယ်နှအုပ်ရှိတယ်သိလား12အုပ်ရှိတယ်တွဲလိုက်ပေါ့ခုနအများကြီးပဲလေနော်ဝိနည်းပိဋကစာအုပ်9အုပ်ဟိုမှာဗာလဲဝိနည်းပြီးတော့ခုနသုတ်တပိဋကကဟိုမှာသုတ်တဲ့6မှာ12အုပ်နဲ့17အုပ်နဲ့20ကျော်အုပ်ရမနေလေသားနောက်ကြတော့အဘိဓမ္မာကြတော့ဘယ်နှအုပ်လဲခုနအဘိဓမ္မာကြတော့12အုပ်အဲ့ဒါပိဋကသုတ်ဘောစာအုပ်ပေါင်းဘယ်လောက်ရှိလဲအဲ့ဒါကိုတွဲလိုက်ပေါ့ပြန်တွဲလိုက်နော်အဲ့ဒါအဖေတော်မတွဲတတ်တော့ ပိတကဘောဘောအောင်လေးဖန်ကတော့ဆိုရင်တကယ်တော်တဲ့ဖန်ကတော့ ဟုတ်တယ်အရင်တော့မှာပေါ့ သမီးကလည်းအဲ့ဒါတော့တအားကြီးတော်တာမကတအားကြီးကျူးစားတယ်လေနော်တအားကြီးကျူးစားတယ်အခုကပဲပါမြောက်ရှိတယ်19ပါမြောက်ရှိပြီလေသမီးတို့ဒီပိဋကသုတ်ဖို့ဆရာတော့19ပါတော့မှဘွဲတွေသိချာမသိသေးဘူးပေါ့အဲ့ဒါပြန်ပြီးတော့ဖားလို့ရတာပဲလေသမီးတို့ကနော်အဲ့ဒါသိချာပြန်ဖခုနအဖေပြောတဲ့စာအုပ်လဲမိုင်းလဲမှားမယ်အဲ့ဒါနော်ပြန်ပြီးတော့တွဲကြည့်နော်သိချာပြန်တွဲနော်โอเคမင်္ဂလာပါ မင်္ဂလာပါ ဟုတ်ပြီ